ရုရှားသည်ယူကရိန်းတွင်လှုပ်ဆောင်နေသော၎င်း၏စစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့စက်တင်ဘာ24ရက်တွင်ကြေညာခဲ့ပြီးရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားသောနယ်မြေများကိုယူကရိန်းကပြန်လည်သိမ်းပိုက်နိုင်ပြီဟုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့တဲ့ထုတ်ပြန်ချက်ကိုပြတ်သားစွာပယ်ချလိုက်ပါတယ်။ထရန့်ကရုရှားစစ်တပ်အားစက်ကူကြားဟုပုံဖော်ပြီးယူကရိန်းတပ်ဖွဲ့များသည်၎င်းတို့၏ပိုင်နက်နယ်မြေများကိုပြန်လည်ထိန်းချုပ်နိုင်မည်ဟုယုံကြည်ကြောင်းကုလသမဂ္ဂတွင်ယူကရိန်းသမ္မတပိုလိုဒီမာဇာလန်စကီနဲ့တွေ့ဆုံဆွေးနွေးပြီးနောက်ပြောကြားခဲ့ပါတယ်။၎င်းက3နှစ်ခွဲကြာဆက်လက်ဖြစ်ပွားနေသောယူကရိန်းစစ်ပွဲကိုနိုင်ပိုင်းအတွင်းအဆုံးသတ်နိုင်မည်ဟုကြွားလုံးထုတ်ခဲ့ပါတယ်။သို့သောရုရှားဘက်ကထရန့်၏ပြောဆိုမှုများကိုလက်မခံဘဲ၎င်းတို့၏စစ်စင်ရေးများကိုဆက်လက်အကောင့်ထဲပေါ်မယ်လို့တုံ့ပြန်ခဲ့ပါတယ်။မော်စကိုမြို့တွင် AFP သတင်းဌာနနဲ့စကားပြောခဲ့တဲ့ရုရှားနိုင်ငံသားများကလည်းထရန့်၏အဆိုကိုညှင်းပယ်ခဲ့ပါတယ်။အမေရိကန်နဲ့ယူကရိန်းတို့ပူးပေါင်းလို့တော့ရုရှားကိုအနိုင်ယူဖို့မဖြစ်နိုင်ပါဘူးလို့အသက်20နှစ်အရွယ်တက္ကသိုလ်ကျောင်းသားစတီဗန်လက်စတော်ကင်ကပြောကြားခဲ့ပါတယ်။ဒီဖြစ်ရပ်သည်ယူကရိန်းပြည်ပခါနဲ့ပတ်သက်ပြီးရုရှားနဲ့အနောက်နိုင်ငံများအကြားဆက်လက်တင်းမာနေသောအခြေအနေကိုထင်ဟပ်ပြသနေပါတယ်ရှင်။